မိမိလက်မှာဦးစားတာကောက်မကောက်ကိုပြနေတဲ့လက္ခဏာအမှတ်သား၃ခုအကြောင်းကိုပြောပြပေးပါမယ်။တကယ်လို့မိမိရဲ့လက်မှာဒီလိုလက္ခဏာအမှတ်သား၃ခုပါရှိလာပြီဆိုရင်တော့မိမိဟာဦးစားတာကောင်းတဲ့ကံလေးရှိရဆိုတာကိုပြောပြနေတာပဲဖြစ်ပါတယ်ခင်ဗျာ။ကျေးဇူးပြု၍စစ်ပါဗီဒီနဲ့လက္ခဏာဂမီယာဘူးဇာ channel လေးကို like and subscribe လုပ်ပေးထားကြပါဦးခင်ဗျာ။မိမိရဲ့လက်ဝါးပြင်မှာအသက်လမ်းကြောင်းအဆုံးမှာညောင်ရက်ပုံကြာဘူးပုံဒါမှမဟုတ်လမ်းခွဲကြီးကြီးမားမားကြီးနဲ့ငချင်းမီပုံတံပုံစံပါတယ်ဆိုရင်ဒီလိုလက္ခဏာရှင်တွေဟာအသက်ကြီးပိုင်းမှာဥဇာတာကောင်းနိုင်တဲ့လက္ခဏာအမှတ်သားမျိုးဖြစ်တဲ့ကံကောင်းနိုင်တဲ့လက္ခဏာအမှတ်သားအမျိုးအစားဖြစ်ပါတယ်နောက်တစ်ချက်ကလက်ရည်စာပုံမှာမူတည်ရပေါ့နော်ဒီလက်ရည်စာကခုနကအသက်လမ်းကြောင်းမှာငချင်းမီညောင်ရက်ဒါမှမဟုတ်ကြာဘူးပုံတံဒီလိုမျိုးပါပြီးတော့လက်ရည်စာလည်းကောင်းမွန်တယ်လက်ချောင်းနေရလဲလှပသေးတတ်တယ်ဆိုရင် तू ဟာရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာရောပေါ့နော်ပြည့်စုံကြွယ်ဝချမ်းသာမှုရရှိနိုင်တယ်နောက်တစ်ခါကျတော့တိုက်တွေကားတွေနဲ့ပေါ့နော်စီးစိမ်ကြီးပြည့်စုံသွားတဲ့နေနိုင်တဲ့လက္ခဏာအမှတ်သားမျိုးစားဖြစ်တယ်လက်ဝါးပြင်ကပေါ့နော်တာမန်အနေထားလက်ချောင်းတွေကလည်းတာမန်အနေထားပဲရှိရဆိုရင်တော့ तू ကတင်းတင်းလေးရောက်ပတ်စွာနေရမယ်လက္ခဏာပိုင်ရှင်ဖြစ်တယ်စိတ်ချမ်းသာတယ်ဒီပြည့်စုံသွားပေါ့ပစ္စည်းဥစ္စာတွေနဲ့ပတ်သက်ရင်လည်းဒါတာမန်အနေထားမှာရှိတယ်မိမိလက်ဝါးပြန်ကြမ်းတမ်းနေလက်ချောင်းတွေကလည်းမညီမညာဘူးမလားမပမတိမသက်ဆိုရင်တော့သူကတော့ကမကုံမှာတော့ချမ်းသာမှုနဲ့ရဲ့နောက်ပြီးကြရင်စိတ်ချမ်းသာမှုတော့ရရှိတဲ့လက္ခဏာအမှတ်သားမျိုးပဲဖြစ်ပါတယ်ဒုတိယလမ်းကြောင်းအနေနဲ့ကံလမ်းကြောင်းခေါ်ထီယိုလမ်းကြောင်းပဲဖြစ်ပါတယ်ဒီကံလမ်းကြောင်းခေါ်ထီယိုလမ်းကြောင်းကဒီရှေလျားစွာပေါ့နော်ပါရှိရစနေဂျိုကုန်းထိရောက်တယ်ဆိုရင်ဒါကံရဲ့ဖောက်ပတ်မှုကံရဲ့ဖိမမှုတွေနဲ့အိုစာတာကောင်းနိုင်တာကိုပြတယ်အပြတ်တော့မရှိဘူးအကွေ့ကောက်မရှိဘဲနဲ့ကံလမ်းကြောင်းမှာအဖြတ်အမှတ်တွေမပါဘဲနဲ့တန်တန်မတ်မတ်ပေါ့နော်ဒါအားကောင်းတဲ့လမ်းကြောင်းတစ်ခုဖြစ်တယ်ဆိုရင်အိုစာတာကိုကောင်းစေနိုင်တယ်သူကကြတော့အသက်ကြီးပိုင်းရောက်လေမိမိရဲ့ဂုဏ်သိက္ခာပိုင်းဖုံးတကူပိုင်းတွေပါကိုကြီးပွားနိုင်တဲ့လက္ခဏာဖြစ်ပါတယ်လက်ဝါးပြင်အနေထားတော့အရှိမပြောတဲ့၃ခုမှာပေါ်မှာမူတည်တယ်လက်ဝါးပြင်နှုတယ်နောက်တစ်ခါကျလက်ချောင်းလေးလှပ်ပတ်တည်တတ်တဲ့လူကပို့ပြီးတော့ကောင်းတယ်နောက်တစ်ခါကျလက်ဝါးပြင်တာမန်အနေထားလက်ချောင်းကလည်းတာမန်အနေထားပဲရှိတယ်အသင့်အသင့်ပေါ့နော်လက်ဝါးပြင်ကျန်းတဲ့လူတွေကတော့ဒီပေါ့နော်ဒီစီးစဉ်ဥစ္စာအနေနဲ့မပြည့်စုံပေမဲ့စိတ်ချမ်းသာမှုကိုတော့ရရှိစေနိုင်တဲ့လက္ခဏာအမှတ်အသားကောင်းဖြစ်တယ်ဒါကံလမ်းကြောင်းနဲ့ပတ်သက်ပြီးဥစ္စာတာကောင်းစေနိုင်တဲ့ဒုတိယအချက်ဖြစ်တယ်တတိယအချက်ကမေတ္တာရေးလမ်းကြောင်းလို့ခေါ်တဲ့ဒီနှလုံးလမ်းကြောင်းရဲ့အပေါ်မှာဇေဒီပုံတံတနင်္ဂနွေဂျိုကွန်အောက်မှာပါရှိတဲ့သူတွေကလည်းအိုဇာတာကောင်းတဲ့ထဲမှာပါဝင်တယ်သူတို့တွေကတော့အသက်35-40ပတ်ဝန်းကျင်ပေါ့နော်ဒီလောက်ဆိုရင်ကိုသူတို့တွေကအလူတန်းကြီးကြီးမားမားပေးရတာဖျားတယ်ကြောင်းဆောက်ရတာအလူကြီးတွေလူရတာဒါမျိုးတွေကြုံပြီးတော့အိုဇာတာကောင်းစေနိုင်တဲ့လက္ခဏာအမှတ်သားကောင်းပဲဖြစ်ပါတယ်ခုနကလက်ဝါးပြင်၃မျိုးလိုပဲသူကပထမအဦးဆုံးပါတဲ့လက်ဝါးပြင်ဆိုရင်စီးစဉ်ဥစ္စာရောစိတ်ချမ်းသာမှုကိုပါပြေဝစွာခံစားနိုင်တယ်ဒုတိယလက်ဝါးပြင်ပုံစံမျိုးနဲ့ဆိုရင်တော့စီးစဉ်ဥစ္စာအသင့်တဲ့စိတ်ချမ်းသာမှုလည်းအသင့်တဲ့တတိယလက်ဝါးပြင်ပုံစံအမျိုးအစားကတော့စီးစဉ်ဥစ္စာအားနည်းပေမဲ့စိတ်ချမ်းသာမှုကိုရရှိနေနိုင်တဲ့လက္ခဏာအမှတ်သားဆုံးမျိုးပဲဖြစ်ပါတယ်ခုကျွန်တော်ပြပြတဲ့သုံးခုစလုံးကမိမိရဲ့အိုဇာတာကံတွေကိုထောက်ပံ့မှုပေးနိုင်တဲ့အိုဇာတာကံကောင်းစေနိုင်တဲ့လက္ခဏာအမှတ်သား၃ခုပဲဖြစ်ပါတယ်ကျွန်တော်ရဲ့အစီအစဉ်လေးကဒီနေ့ဒီလောက်ပါပဲနောက်အစီအစဉ်များဆက်လက်အားပေးနိုင်တော့ကျွန်တော်ရဲ့စစ်ပိုင်းဗီဒီနဲ့ဂမ်မီယာပူတာ channel လေးကို like and subscribe လုပ်ပေးထားကြပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျေးဇူးပြု၍စစ်ပိုင်းဗီဒီနဲ့လက္ခဏာဂမ်မီယာပူတာ channel လေးကို like and subscribe လုပ်ပေးထားကြပါဦးခင်ဗျာ